ခင်မုန်းချစ်သူကတစ်နှစ်ပတ်လုံးကုန်တင်ကားဆွဲလို့ရလာတဲ့သွေးချွေးစာငွေကျပ်12သိန်းကိုတပြားမှမလျှော့စေပဲအမိအယဘွားအိုစီအပ်လိုက်ပါတယ်။ချွေးမချစ်သူကဘာမှလည်းမပြောရန်လည်းမထောင်မဲလှည့်ပြီးမိဘဘော်ကအိုးကိုတည်လာခဲ့ပါတယ်။အဲ့ဒီအိုးထဲမှာ3နာရီကြာချက်ထားတဲ့ဝက်ချေထောက်ကြီးတွေပါပါတယ်။ဟင်းရည်နဲ့အသားတွေအကုန်ဝက်စာခွက်ထဲကိုဖိတ်စင်ကြအောင်လောင်းချလိုက်ပါတယ်။အယောင်တောက်နေတဲ့ပဲငံပြားကြီးဝက်ချေထောက်တွေကိုရေအေးထဲမှာ2ခါလောက်ဆွဲလိမ့်လိုက်ပါတယ်။ပူနွေးတဲ့ရေနွေးငွေ့နဲ့အသားနှံတွေကတလန်းလုံးကိုချက်ချင်းလွှမ်းသွားပါတယ်။ဝက်ချန်ထဲကဝက်ပေါက်12ကောင်ကကြောက်လန့်တကြားအော်ဟစ်ပြီးဝက်ချန်ထဲမှာတဟုန်ထိုးပြေးသွားကုန်ကြပါတယ်။ခင်မုန်းချစ်သူကတကိုယ်လုံးတောင့်တင်းနေပြီးတကားဝမှာရက်နေကနှုတ်ခမ်းတွေတုံရင်နေပေမဲ့စကားတခွန်းမှမပြောနိုင်ရှာပါဘူး။ချွေးမချစ်သူကအိုးခွက်ကိုရေအိုးဆက်မှာဒုံးကနေမြည်အောင်စောင့်ချလိုက်ပြီးမျက်နှာလွှဲကအရှိတ်အခန်းထဲဝင်သွားခဲ့ပါတယ်။တကားပိတ်လိုက်တာကြောင့်တင်းပေါက်ဆက်ကူတွေပါတုန်ခါသွားပါတယ်။အိမ်နီးနားချင်းဝန်ဘိုးကနှက်လောင်အိမ်ကိုကင်ပြီးလမ်းလျှောက်နေတော့အဲ့ဒီအတန်းကြောင့်နှက်လောင်အိမ်အောင်လွတ်ချက်မတက်ဖြစ်သွားရပြီးနှက်ကလည်းနှောင်အိမ်ထဲမှာယူသွတ်တယ်လို့ပြန်ဝဲတိုက်မိနေပါတယ်။အဖွားအိုကမှနောက်ဖေးကနေဖြည်းဖြည်းချင်းပြန်ရောက်လာပါတယ်။ရင်ဖုံးအင်ဂျီပေါ်မှာလည်းရွှွတ်နေပေးနေပြီးအိတ်ကက်ထဲမှာတော့ပတ်စံတွေတင်းနေအောင်ပါလာကပါဇက်ကလည်းအပြုံးကိုမထိန်နိုင်အောင်ပြောနေပါတယ်။သူကရေအေးပုံးကိုတစ်ချက်ကြည့်လိုက်ပြီးရောက်မနဲ့အိုးဆက်ကိုခောက်လိုက်ကတုံရင်လဲတုံလိုက်ပေါ့လေ။လို့ဆိုပါတယ်။ဒီဝက်ချေထောက်ကငါရဲ့မိဘအိမ်ကမောင်နှမတွေပို့ပေးတာငါတို့အိမ်ကတပြားမှမကုန်ရပါဘူးတဲ့လေ။ဒီစကားကတိုက်လီနဲ့အတူအရှိတ်အခန်းထဲကိုပါဝင်သွားပါတယ်။ချွေးမချစ်သူကလက်ထဲကပန်းထိုးဆက်ကူကိုကင်ရင်ချင်းမြင့်နှစ်ဆတိုးသွားတာကိုပါဇက်နဲ့ကိုက်ဖြတ်လိုက်ပါတယ်။မျက်ရည်တစ်ပေါက်တောင်မကျအောင်နှကန်းကိုတင်းတင်းကိုက်ထားလိုက်ပါတယ်။ညကျတော့မိဘအိမ်ကပေးလိုက်တဲ့ညီရဲနေတဲ့တစ်သားဘီလိုကြီးကိုတန်ရှင်းရေးတေးတေးချာချာလုပ်လိုက်ပါတယ်။အဝတ်စားတွေကိုတစ်ထည်ချင်းစီတက်ရက်စွာခောက်ပြီးအိယာထက်မှာတင်ထားလိုက်ကစကားတခွန်းမှမပြောခဲ့ပါဘူး။ခင်မုန်းချစ်သူကတော့ရင်ထဲကျက်တဲစွာနဲ့ကြောက်စုံပေးမှထိုင်နေပြီးအိမ်ထဲကတခုခုကိုထူထောင်းနေတဲ့အတန်တွေကိုကြားနေရပါတယ်။ဘေးနားကသူ့ပုံးကိုတစ်ချက်ကန်လိုက်ပြီးအရှိတ်ခန်းကိုကြည့်ကသွားချင်ရင်မြန်သွားစမ်းဒီမှာငိုယိုပြီးတေးတေးမျိုးပုံစံနဲ့မနေနဲ့တော့လို့အကျယ်ကြီးអော်လိုက်ပါတယ်။အရှိတ်ခန်းကတော့အတန်တိတ်နေစေဖြစ်ပြီးမိလောင်ငင်းသွားပါတယ်။နောက်တနေ့ကြက်တွန်ချိန်မှာခင်မုန်းချစ်သူကအိယာလေးကိုစီးနှောင်ပြီးစိတ်ကန်းကိုအလုပ်သွားဖို့ပြင်ဆင်ပါတယ်။တကားကိုဖွင့်လိုက်ချိန်မှာတော့တကားဝမှာတက်တက်ရက်ရက်ချထားတဲ့အနက်ရောင်ဖနက်ဖြူခံလေးတရံကိုတွေ့လိုက်ရပါတယ်။ဒါကချွေးမဖြစ်သူညလေးညတိုင်တိုင်စူးစမ်းပြီးဖနက်ကိုအထက်ချုပ်လုပ်ထားတာဖြစ်ပြီးသူကြာကြီးရက်ရရင်ခြေပွားနာမှာဆိုလို့ဖနက်ထဲမှာနှွေးထွေးတဲ့အဝတ်ခံလေးပါထည့်ပေးထားပါတယ်။ခင်မုန်းဖြစ်သူကအောက်တို့ထိုင်ချကဖနက်ဘေးစုံကိုကိုင်းကြည့်ရင်လေချောင်းထဲမှာတဆိုးဆိုးနဲ့ဖြစ်သွားရပါတယ်။ဖနက်ကိုငွေအိတ်ရဲ့အောက်ဆုံးထဲကိုထည့်လိုက်ပြီးခေါင်းငုံကအပြင်ကိုထွက်သွားခဲ့ပါတယ်။ဝက်ရောင်းသူကိုမြင်လိုက်ရတဲ့အဖွားကသူ့ပေါင်းပြီးအိတ်ကက်ထဲက620ကိုထုတ်လိုက်ပြီးအိတ်တစ်စိတ်ထွက်လာခဲ့တယ်ပြီးနောက်တမဝါရမဆိုင်ဘက်ကိုသွားပြီးဓာတ်မြေဩဇာတအိတ်ကိုထမ်းလာခဲ့တယ်။လေတွေကပြောင်းခင်းတွေကိုဓာတ်မြေဩဇာကျွေးရတော့မယ်ပြောပေမဲ့ချွေးမကဘာမှမပြောခဲ့ပါဘူး။အဲ့ဒီနေ့ညမှာသူကိုဘက်လက်ဒီဘက်လက်နဲ့ညနေပိုင်းအထိအိတ်မပြောဘဲထလာပြီးရေနံစီနီးကွက်ကိုထွန်းလိုက်တယ်တစ်သားဘီရိုရဲ့အောက်ဆုံးအထက်ကနေနွားတရေစကူစာအိတ်တအိတ်ကိုထုတ်ယူလိုက်တယ်စာအိတ်ထဲကစာရွက်တစ်ရွက်ကိုထုတ်ပြီးမှင်ပြမီးအောင်အောက်မှာအကြာကြီးထိုင်ကြည့်နေတယ်လက်ပြားတွေနဲ့စာရွက်အစုံတွေညှစ်ချင်ပြီးသွားပြီးမှတေချာပြန်ခောက်ကစာအိတ်ထဲပြန်ထည့်ပြီးတန်တစ်တာထဲခဏအောင်လိုက်တယ်မိမိလိုက်ပေမဲ့လည်းသူ့မှာအိတ်မပြောသေးပါဘူးတတမမြောင်လေးညမှာတော့ဒုတိယသားကမော်တော်ဆိုင်ကယ်နဲ့အိမ်ဝင်းထဲကိုစိုးဝင်လာတယ်နောက်ခုံမှာတော့ကားရေကြကင်ဝတ်ထားတဲ့လူစိမ်းယောက်ျားတစ်ယောက်ကိုချီနှောင်ထားပါတယ်ဒုတိယသားကချွေးတွေတီးလျက်နဲ့အိတ်ခန်းထဲဝင်လာပြီးကျွန်တော်တငယ်ချင်းငွေလိုနေလို့ပါ8000လောက်9ရက်လောက်လှည့်သုံးခွင့်ပေးပါဦးပြီးရင်ပြန်ဆက်ပါမယ်လို့ပြောတယ်အဖွားကဘာမှမပြောဘဲဘောင်းမီအိတ်ကက်ထဲကနေအဲ့ဒီ620ကိုထုတ်လိုက်တဲ့အခန်းထဲကိုပါဆက်ဝင်ပြီးနေရန်အကြောင်းတွေကနွားတရေစာအိတ်ကိုထုတ်က8000ပြည့်အောင်စုပြီးဒုတိယသားကိုပေးလိုက်တယ်တားရေကြကင်နဲ့ယောက်ျားကလက်ကြံငွေစရင်ကိုဖုန်းနဲ့ဓာတ်ပုံရိုက်ပြီးဒုတိယသားကလက်ဝေနှိတ်ကမော်တော်ဆိုင်ကယ်နဲ့အမြန်မောင်းထွက်သွားကြတယ်3ရက်ကြာတဲ့အထိဒုတိယသားကငွေပြန်မဆက်သေးပဲ9ရက်ကြာတဲ့အထိလုံးဝအတန်ချင်းမကြားရတော့ပါဘူးတတော်မြောင်နေ့မှာခင်မုန်းချစ်သူစိတ်ကန်းကနေပြန်ရောက်လာပြီးနှွေးထွေးဆုံးအဝတ်စားကိုယူကအိမ်ထဲဝင်လာချိန်မှာအမေဖြစ်သူအိတ်ကန်းမှာမျက်ရည်တုံနေတာကိုတွေ့လိုက်ရလို့အကြောင်းရင်းကိုမေးလိုက်ပေမဲ့ခင်မုန်းချစ်သူကတော့မြေကြီးပေါ်ထိုင်ချပြီးခေါင်းကိုသာပိုက်ထားမိတယ်အဖွားကအမြန်မဲလက်ကပြပြီးလောင်းကစားတာမဟုတ်ဘူးသူ့တငယ်ချင်းကပြိုးပင်ရောင်းဝယ်ရေးလုပ်နေတာမို့လိုအပ်လို့ခဏနဲ့သုံးတာပါလို့ပြောလိုက်တယ်စကားတော်မဆုံးသေးခင်မှာပဲအင်ဂျင်ကနေဒုတိယသားရဲ့မော်တော်ဆိုင်ကယ်တန်ရက်သွားပြီးအိမ်တကားကိုအသေးအတန်လာထုတော့တယ်အကိုကြီးတကားပွင့်မှာဦးပြဿနာတက်ပြီးဟာလို့ဒုတိယသားကအထဲကိုပြေးဝင်လာတယ်မျက်နှာဖြူဖက်ဖြူတော့နဲ့သူပြောတာကတားရေကြကင်ဝတ်ထားတဲ့လူဟာပြိုးပင်ရောင်းနေသူမဟုတ်ပဲငွေတိုးချေးစားတဲ့သူဖြစ်နေတဲ့8000အခြေစာချုပ်မှာ9ရက်နေရင်16000ပြန်ဆက်ရမယ်လို့ရေးထားပြီးဒီနေ့ကနောက်ဆုံးရက်ဖြစ်နေတယ်ငွေမဆက်နိုင်ရင်တရားစွဲမယ်ဆိုတော့အဖွားလဲလမ်းချန်ပြီးအကြီးဆုံးသားရဲ့လက်မောင်းကိုဆွဲကမင်းရဲ့လောက်အားခေတွေပဲမှာလဲမင်းရဲ့ညီကိုအရင်ကလိုက်ပါအောင်လို့អော်တယ်ခင်မုန်းဖြစ်သူကတကိုယ်လုံးကိုစမ်းသက်ရှာဖွေပြီးဒီစက်ရက်အတွင်းတေယူပို့ဆောင်ကနေရထားတဲ့820ကိုထုတ်ပြတော့ဖွားကစပွဲပေါ်ကိုရိုက်ချလိုက်တယ်ဒီလောက်နဲ့ဗာတက်နိုင်မှာလဲဆိုပြီးအခန်းထဲကိုပြေးဝင်ကတစ်တာအောက်ခြေမှာဖွက်ထားတဲ့ငွေ12000ကိုထုတ်လိုက်တယ်အဲ့ဒီငွေတွေကဘန်မာအပ်ထားတာမဟုတ်ပဲရွာထဲကရိုးရွှန်ဥဆောင်တဲ့အပြန်အလှန်ကူညီရေးအသင်းကဖြစ်ပြီးအရေးပေါ်သုံးရင်6ပုံ9ပုံပဲပြန်ထုတ်လို့ရတာပါအဖွားလဲသုံးပေးဆိုင်ကယ်ကိုစီးပြီးရိုးရွှန်တို့အိမ်စီကိုအမြန်သွားလိုက်တယ်တနာရီကြာတော့ပြန်လာပြီးငွေ12000နဲ့က98000ကိုပြန်ထုတ်လာကသူ့ရဲ့ကိုယ်ပိုင်စုငွေ9000ပါထပ်ထည့်လိုက်တယ်အဲ့ဒီနောက်8000ပြည့်အောင်စုပြီးဒုတိယသားကိုပေးလိုက်ကအမြန်သွားဆက်တော့ကျန်တဲ့8000ကိုတော့မင်းတို့ဘာသာနီးလန်းရှာကြတော့လို့ပြောတယ်ဒုတိယသားငွေယူပြီးထွက်ပြေးဖို့ပြင်ချိန်မှာပဲအရှိကန်းကနေချွေးမဖြစ်သူကစာအိတ်တအိတ်ကိုကင်ပြီးထွက်လာခဲ့တယ်လက်ထဲကနွားတရေစာအိတ်ထဲကစာရွက်တစ်ရွက်ကိုဖြန့်လိုက်တာကမြို့ပြည်သူစေးရုံရဲ့ယောဂစစ်ဆေးချက်စာရွက်ဖြစ်နေတယ်အဖြူရောင်စက်ကူမင်းမင်းစာတွေနဲ့တားဥအိမ်ကျိတ်ခွဲစိတ်မှုအမြန်လုပ်ရန်ခွဲစိတ်စရိတ်ခံမှန်းငွေ2000လို့ရေးထားပါတယ်ချွေးမရဲ့အတန်ကရေခဲလိုအေးဆက်နေပြီးဒီချက်ကိုမိနစ်ကလေးကစစ်ဆေးတွေ့ရှိခဲ့ပေမဲ့ဘယ်သူမှမပြောခဲ့တာပါဒီငွေကိုကျမအရင်သုံးမယ်လို့ပြောလိုက်တယ်တအိမ်လုံးအလွန်တရာတိတ်ဆိတ်သွားပြီးမှအဖွားကအံ့အားတင်သွားကမသိစိတ်အရာဒုတိယသားကိုပဲပြန်ကာကွယ်ခြင်းစိတ်နဲ့မင်းကြီးကိုအရင်ကလိုက်ပါဦးမင်းရဲ့ယောဂကချက်ချင်းတည်သွားမှာမဟုတ်တာလို့ပြောလိုက်တယ်မင်းရဲ့ယောဂကချက်ချင်းတည်သွားမှာမဟုတ်တာဇနီးဖြစ်သူကအငင်းပွားမနေပဲအရှိတ်အိမ်တို့ပြန်သွားခဲ့သည်နေရဲနေတော့တစ်သားဘီရိုထဲတွင်အဝတ်စားများကိုတစ်ထည်ချင်းစီအေးအေးဆေးဆေးစတင်ခောက်နေသည်ခင်မုန်းဖြစ်သူကတကားဝါတွင်ရက်လျက်သူမတတိယအထည်မြောက်ခောက်နေသည်ကိုကြည့်နေသည်ရုတ်တရက်ရောက်ခမလက်ထဲမှာငွေစက်ကူအချို့ကိုယူလိုက်ပြီးဇနီးဖြစ်သူခောက်ထားသည့်အဝတ်ပေါ်သို့တင်ပေးလိုက်သည်သူကခေါင်းထဲကအတန်တိုးတိုးဖြင့်ပြောလိုက်သည်မင်းကဒုတိယမောင်လေးကိုအဲ့လောက်တောင်ကာကွယ်ပေးနေရင်ဒင်းကြီးလည်းပျက်စီးသွားတော့မှာပဲရောက်ခမကပါဇက်ဟက်လျက်လက်ညှိုးထိုးကအကြီးဆုံးသားကိုထိုးပြတော့လဲတခွန်းမှမပြောနိုင်ဖြစ်နေသည်ဒုတိယမောင်လေးကစိုးရိမ်တကြီးဖြင့်ခြေစုံကန်နေသည်ခင်မုန်းဖြစ်သူကသူ့ကိုတစ်ချက်ကြည့်ကပြောလိုက်သည်မင်းကိုယ်တိုင်ဖောက်တဲ့ပြဿနာမင်းကိုယ်တိုင်ဖြေရှင်းဒုတိယမောင်လေးသည်နောက်ဆုံးတွင်မော်တော်ဆိုင်ကယ်ဖြင့်ထွက်သွားခဲ့သည်၎င်းရန်ချိန်တွင်ငွေ8 8000ရှာကြံခဲ့ပြီးရောက်ခမပေးသောငွေ8 8000ပါထက်ကအတိုးကြီးသောချင်းငွေခြေဆောက်ပွဲစားတွင်တွားရောက်လောင်းကစားခဲ့သည်နောက်တနေ့နနက်စောစောတွင်ဇနီးဖြစ်သူကအိမ်ထဲမှထွက်လာပြီးတစ်သားဘီရိုထဲတွင်ခောက်ထားသောအဝတ်စားများကိုတစ်ထည်ချင်းစီမူလနေရာသို့ပြန်ရွှေ့ရုပ်ချိတ်ခဲ့သည်ညီသူမြသူ့ကိုမမေးခဲ့ပါမင်းညကတကယ်သွားတာလားမသွားဘူးလားရောက်ခမကမီးဖိုရှည်တွင်ထိုင်ကမီးမွေးနေပြီးတမနက်လုံးခေါင်းပင်မမောခဲ့ပေခင်မုန်းဖြစ်သူကစိတ်ကန်းသို့မသွားဘဲဇနီးဖြစ်သူကိုမြို့နယ်စေးရုံသို့ခေါ်သွားကပြန်လဲစစ်ဆေးခဲ့သည်
ကံကောင်းထောက်မစွာဖြင့်အကျိတ်မှာအဖူးအကျိတ်ကောင်းအကျိတ်ပြော့ဖြစ်နေပြီးဆရာဝန်ကယခုနှစ်အတွင်းခွဲစိတ်မှုပြုလုပ်ရန်ပြောခဲ့သည်ခင်ပွန်းဖြစ်သူကဈေးရုံစင်ကြံလန်းတွင်တညလုံးလမ်းလျှောက်ခဲ့ပြီးပြန်လာတော့အခါငွေ88 3939 ကိုဇနီးဖြစ်သူလက်ထဲသို့အနှာကမင်းနာမည်နဲ့တွားဆူထားလိုက်ပါဟုပြောခဲ့သည်ရောက်ခမကပါဇက်ဟလိုက်တော့လေခင်ပွန်းဖြစ်သူ၏မျက်လုံးထဲမှအနီးစပ်များကိုမြင်လိုက်ရသောအခါစကလုံးများပါဇက်ဝတွင်ပြန်မျိုးချလိုက်ရသည်ဇနီးဖြစ်သူကငွေများကိုငွေစုပန်သို့တွားရောက်အနှံခဲ့ပြီးအိမ်တို့ပြန်ရောက်ကရောက်ခမရှိတွင်စေးစစ်ချက်မိတူနှင့်ဒုတိယမောင်လေးလက်ပါနှိပ်ထားသောအခြေစာချုပ်မိတူတို့ကိုတန်တစ်တာထဲသို့ထည့်ကာတော့ခတ်လိုက်သည်အတန်မြင့်နေမပါပဲပြောလိုက်သည်ခွဲစိတ်မှုပြီးသွားလို့ကျန်တဲ့ငွေ3ပုံတွေကတပုံကိုကလေးတွေရဲ့ကျောင်းလာကအတွက်စုမယ်တပုံကအိမ်သုံးစရိတ်တပုံကအရေးပေါ်အတွက်ထည့်ထားမယ်ဒုတိယမောင်လေးနောက်တစ်ချိန်လာချေးရင်လည်းအခြေစာချုပ်မှာလက်ဝယ်နှိပ်ရမယ်အတိုးနဲ့ပြန်ဆက်ရမယ့်ရက်ကိုရေးရမယ်တတ်မှတ်ရက်ထက်ကြော်လွန်ပြီးမဆက်ရင်ဒီအခြေစာချုပ်ကိုယူပြီးတရားရုံးကိုသွားမယ်ဒုတိယမောင်လေးသည်နောက်ပိုင်းတွင်တခါမှအိမ်ဝင်းထဲသို့ခြေမချတော့ပေတနေ့တွင်ရောက်ခမကဖုန်းလက်ခံရရှိခဲ့ပြီးဖုန်းထဲတွင်ငွေလိုနေကြောင်းအကြီးဆုံးဇနီးတွေကငွေကင်ထားကြောင်းပြောဆိုရာငါအကြီးဆုံးသားမှာဘာမှမရှိဘူးမင်းဘာသာမင်းနီလန်းရှာတော့ဟုပြန်ပြောခဲ့သည်ရက်များတစ်ဖြည်းဖြည်းငြိမ်သက်လာခဲ့သည်ခင်ပွန်းဖြစ်သူကကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကိုဆက်လုပ်ခဲ့ပြီးဇနီးဖြစ်သူမှလည်းခွဲစိတ်ပြီးနောက်ကောင်းမွန်စွာပြန်လည်သက်သာလာကမြို့ပေါ်ရှိအချုပ်ဆိုင်တွင်အလုပ်ရရှိခဲ့သည်သူမသည်လက်ရကောင်းပြီးလုံးလုံးရွေးရရှိကလစဉ်ခင်ပွန်းဖြစ်သူငွေလွှဲပေးသည်များကိုတအိမ်လုံးရှိတွင်စည်ရင်းရှင်းပြကတရားမကြံရှင်းရှင်းလင်းလင်းမှတ်တမ်းတင်သည်ကျွန်းနှင့်ရှောင်းနေနေတွင်ဇနီးဖြစ်သူကဝက်ချေလောက်ကြီးတစ်ဖက်ကိုဝယ်လာပြီးမိဖို့ပေါ်တွင်တနေ့ကုန်တုံးပြုတ်ချက်ထားခဲ့ရာစော့နီအောင်ဟီးရီပူပူဆက်ဆက်လေးဖြင့်တအိမ်လုံးမွေးကြိုင်နေသည်ခင်ပွန်းဖြစ်သူကတစ်စစ်ကိုကိုက်စားလိုက်ရာအသားများပြော့ဤနေပြီးပါဇက်ထဲအလွယ်တကူပျော်ဝင်သွားကမျက်ရည်များရုတ်တရက်ဝဲလာခဲ့သည်အရာနှစ်ကမင်းပြုတ်ခဲ့တဲ့အိုးနဲ့အရသာချင်းအတူတူပဲဇနီးဖြစ်သူကသူဖြင့်သူ၏လက်ခန်းကိုခောက်ကအလွမ်းဆက်တွေမထုံနဲ့တော့ဘယ်သူမှမထိန်တော့ဘူးဆိုပြီးဦးမျိုးမနေနဲ့ဟုပြောလိုက်သည်ရောက်ခမကဘေးမှနေ၍အတန်တိုးတိုးဖြင့်ငါလည်းအရင်ကတော့တကယ်ပဲမှားခဲ့မိတာပါဟုညီးတွားလိုက်သည်ဇနီးဖြစ်သူကဟင်းရည်တစ်ခွက်ခတ်ပေးကပေးလိုက်ပြီးဘာမှထပ်မပြောတော့ပေသတင်းပေါက်ပြင်ပတွင်နှင်းပွင့်လေးများကျဆင်းနေပြီးမိဖို့မိတောင်များတဟုံဟုံတောက်လောင်နေကဝက်ချေထောက်ခင်းရည်ဤပူနွေးသောအငွေ့တက်များသည်မှန်ပြင်းများပေါ်တွင်အပြည့်ကုန်းလန်းနေသည်ထိုငွေ120 300 300 300 3,000အကြောင်းနှင့်ဝက်ချေထောက်အိုးအကြောင်းကိုမြည်သူမျှထပ်မပြောကြတော့ပေလူ3ယောက်စပွဲဝိုင်းလေးကိုဝိုင်းဖွဲ့ကအသားစားရင်းဟင်းရည်တောက်ရင်းမိအောင်ကသူတို့မျက်နှာ3ခုပေါ်တွင်ထွန်းလင်းတောက်ပနေကြသည်